အားလုံးပဲမင်္ဂလာပါရှင်ဒီတစ်ခေါက်တော့လက်ဖက်ပြိုးချံလေးတွေကိုဝင်ပြီးတော့လေ့လာကြည့်အောင်နော်ခုမြင်နေရတာကတော့လက်ဖက်ရွက်ကလေးတွေကိုကတ်တင်ထိုးထားတာပါဒီလက်ဖက်ရွက်ကလေးတွေကိုဘယ်ချိန်ကကတ်တင်ထိုးခဲ့တာလဲဆိုလို့ဆိုရင်ဒီနေ့9လပိုင်း10လပိုင်းကကတ်တင်ထိုးခဲ့တာပါဒါဆိုတော့သူကတက်တန်းက2လခွဲ3လလောက်တော့ရှိပါပြီဒီဘက်ကမြင်နေရတာကတော့သူကကတင်ထိုးထားတဲ့အပင်တွေပါပဲဒါပေမဲ့ဒီအပင်လေးတွေကကြတော့6လသားအရွယ်လောက်တော့ရှိပြီပေါ့နော်ဒီ TV23 ဆိုတာကတော့သူတို့လက်ဖက်မျိုးဆက်ထားတဲ့မျိုးဆက်ထားတဲ့လက်ဖက်မျိုးပဲဖြစ်ပါတယ်ဒီမှာလက်ဖက်မျိုးဆက်ထားတဲ့လက်ဖက်မျိုးကစုစုပေါင်းမျိုး30ရှိပါတယ်သူရဲ့အရည်သွေးတွေအမျိုးမျိုးနဲ့ပေါ့နော်ဒီထက်ကမှဒီ TV23 ကတော့သူကquality clone လို့ခေါ်ပါတယ်သူကအရည်သွေးကောင်းတဲ့ထုတ်လုပ်ဖို့ရန်လက်ဖက်ထုတ်ကုန်တွေထုတ်လုပ်ဖို့ရန်အတွက်အရည်သွေးကိုက်နေတဲ့မျိုးဖြစ်တဲ့အတွက်အစိုက်များပါတယ်အားကြောင့်မလို့ဒီ TV23 ကိုကတ်တင်ထိုးထားပြီးတော့မျိုးပြန်ပွားထားတာပါအခုဒီပြိုးချံလေးထဲမှာနေရာလွတ်တွေအများကြီးရှိနေတာကြတော့ဒီဘက်ကနေမှအပင်ကြီးသွားတဲ့အပင်လေးတွေကိုတစ်ဖက်ပြိုးချံတွေကိုပြောင်းရွှေ့ထားတာမို့လို့ဒီဘက်မှာကဒါနေရာလွတ်တွေအများကြီးပဲရှိနေတာပါခုမြင်နေရတဲ့ပြိုးချံလေးကကြတော့ဒါတီးတဲ့အပင်ငယ်စဉ်မှာပြုစုရတဲ့ပြိုးချံလေးပါအဲကြောင့်မလို့သူ့ရဲ့ပြိုးချံတိဆောက်တဲ့ပုံစံဟာလည်းမတူညီပါဘူးဒီမှာတော့လက်ဖက်ဆက်မျိုးတွေပဲဖြစ်တဲ့အတွက်မြင်တွေ့ရတဲ့အတိုင်းပဲဆိုင်းပုတ်လေးတွေနဲ့လက်ဖက်တွေကိုဆက်မျိုးလေးတွေလှုပ်ထားတာပါဒါခုမြင်နေရတာကြတော့ငရုတ်ကောင်းပြိုးချံလေးပဲဖြစ်ပါတယ်ဒီငရုတ်ကောင်းပင်လေးတွေကလည်းဒီလက်ဖက်ခင်းတွေကရှိတ်ထွေးအဖြစ်အသုံးပြုတဲ့အပင်တွေပေါ်မှာတစ်ဖက်တစ်လမ်းကဝင်ငွေရအောင်လို့မို့ဒီငရုတ်ကောင်းပင်လေးတွေကိုကတ်ဆိုင်ပြီးတော့ဒါတစ်ဖက်တစ်လမ်းဝင်ငွေရအောင်လုပ်ထားဖို့ရန်အတွက်ပြုစုထားတာပါဒါတော့နောက်ထပ်ပြိုးချံတစ်ခုကိုမြင်နေရတာပါအခုမြင်နေရတဲ့ပြိုးချံကအစောတုန်းကဝင်ကြီးခဲ့တဲ့ပြိုးချံကိုအပြင်ဘက်ကနေပြီးတော့ရိုက်ပြထားတာပါသူတို့ပြိုးချံနှစ်ခုကိုရှင်းမယ်ဆိုလို့ဆိုရင်တိဆောက်တဲ့ပုံကကွာခြားပါတယ်အခုဒီပြိုးချံလေးကကြတော့ဒါလက်ဖက်အပင်စပြီးကတ်တင်ထိုးတဲ့ချိန်မှာအသုံးပြုတာပါခုမြင်နေရတာကတော့မြင်နေရတဲ့ပြိုးချံတွေမှာတော့ဘာတွေရှိလဲဆိုတာဝင်ပြီးတော့ကြည့်မယ်နော်ဒီပြိုးချံလေးထဲမှာကြတော့ဒါ
ခုမြင်နေရတာကဒါလက်ဖက်တစ်နှစ်သားအရွယ်လောက်ရှိတဲ့ကောင်းတဲ့မျိုးကောင်းတဲ့အပင်လေးတွေပေါ့နော်ပြိုးပင်လေးတွေကိုဒါရွေးချယ်ပြီးတော့ဟိုဘက်ပြိုးချံကနေဒီဘက်ပြိုးချံကိုရွှေ့ထားတာပါအဲ့လိုရွှေ့ရတဲ့အကြောင်းရင်းကတော့ဒါသူတို့ပြုစုရလွယ်ကူအောင်လို့မို့တီးစပ်ထားပြီးတော့ဒါပြိုးချံရဲ့ပုံစံကလည်းမတူတော့သလိုဒါပြုစုဖို့ရန်အတွက်သူတို့ပြုစုနည်းတွေကလည်းကွာခြားသွားပါပြီပြိုးပင်အငယ်လေးတွေနဲ့ဒီအကြီးတွေနဲ့ကိုရောထားမယ်ဆိုလို့ဆိုရင်ပြုစုရတာခက်ခဲတဲ့အတွက်ဒါအကြီးပြိုးပင်အကြီးလေးတွေကိုတီးသန့်ခွဲထုတ်ပြီးတော့ဒါပြုစုပေးတာပါအဲ့ဒီအတွက်စောက်ထားတဲ့ပြိုးချံအနေအထားတွေပုံစံတွေကလည်းကွဲပြားပါတယ်ဒီပြိုးပင်လေးတွေကိုထည့်ဖို့ရအတွက်ဆိုလို့ဆိုရင်လည်းပြိုးအိတ်တွေကိုအရင်ကြိုတင်ပြီးတော့ပြင်ဆင်ထားခဲ့ရတာပါအဲ့ဒီပြိုးအိတ်တွေကိုလည်းဒါ6လတစ်နှစ်ကြိုတင်ပြီးပြင်ဆင်ရတာပါသူမှလည်းထည့်ရတဲ့မြေမျိုးစားတွေချိုးစားရည်လည်းအမျိုးမျိုးရှိပါတယ်ဒါလေးတွေကိုလည်းနောက်ကျရင်ဒီသက်ဗီဒီယိုလေးလုပ်ပြပါမယ်ဒါခုမြင်နေရတာကတော့နောက်နေ့အတွက်ဒါပြိုးအိတ်တွေကိုပြင်ဆင်ထားတာပါခုချိန်ကလေးကပြင်ဆင်ထားမှမြေသားတည်ပြီးတော့ပြိုးပင်ကတင်ထိုးတဲ့ချိန်မှာအဆင်ပြေတာဖြစ်ပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ကောင်းသောနေ့လေးဖြစ်ကြပါစေရှင်